မင်္ဂလာပါကျွန်တော်နာမည်ကစွမ်းပေါင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ခရစ်ယာန်နာမည်ကတော့ Cyrus စွမ်းပေါင်ဖြစ်ပါတယ်ကျွန်တော်အကြောင်းလေးနဲ့ပြောပြချင်ပါတယ်ကျွန်တော်ကအဖေချင်းအမေချင်းကနေမွေးဖွားလာတာဖြစ်တယ်အဖေကဦးဆောင်ချင်းခိုင်အမေကတော်ဝင်နေကမ်းချင်ချင်းဖြစ်ပါတယ်မွေးချင်းမောင်နှမ၄ယောက်ရှိတဲ့မှာကျွန်တော်ကသားကြီးပထမဦးဆုံးသောသားဖြစ်တယ်လို့ကျန်တာကညီမ၃ယောက်ဖြစ်ပါတယ်ကျွန်တော်ကို1985ခုနှစ်ဧပြီလ19ရက်နေ့မှာချင်းပြည်နယ်ဖလန်းမြို့မှာဝေဖွားခဲ့တာဖြစ်တယ်။ဝေးလာစဉ်ကလေးကနေစပြီးတော့မှကျွန်တော်ဖလန်းမှာနေတဲ့ကာလတစ်လျှောက်လုံးကျွန်တော်ခရစ်ယာန်မိသားစုတစုအနေနဲ့ဖျားချောင်းတက်တယ်။ဖျားချောင်းမှာသွားလာပါဝင်တယ်။နောက်ပုံမှန်လုပ်နေကြလုပ်ပါ1980ရောက်လာတဲ့အခါမှာတော့81ထိရောက်လာတဲ့အခါမှာတော့ကျွန်တော်ဖေကနိုင်ငံတော်ဝန်ထမ်းဆောင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့မန္တလေးတိုင်းမရမြို့နယ်မွေလိုင်းကြီးရွာကိုပြောင်းရွှေ့လာခဲ့တယ်။ဗမာလူမျိုးဗုဒ္ဓဘာသာဝင်တွေအများစုနေတဲ့ရွာမှာကျွန်တော်တို့ကချင်းခရစ်ယာန်ဖြစ်တယ်ဆိုတဲ့အနာမည်လောက်ပဲရှိတယ်။ကျွန်တော်တို့ဘာသာတရားနဲ့ပတ်သက်တာတွေဘာမှကျွန်တော်မသိတော့ဒီလိုပဲကျွန်တော်နေတိုင်းလာခဲ့တယ်။25ရက်နေ့12လပိုင်းဒီဇင်ဘာဆိုရင်ခရစ်စမတ်ကြာရောက်တယ်။မန္တလေးမှာရှိတဲ့အဖိုးစီမှာသွားပြီးကယ်လီဖျားကျောင်းမှာကျွန်တော်တို့ခရစ်စမတ်ပါဝင်တယ်။နောက်တော့22လမ်းမှာရှိတဲ့ဆရာတော်ချာလီသိန်းစီမှာကျွန်တော်တို့ခရစ်စမတ်ပါဝင်တယ်ဒီအဆင့်လောက်ပါပဲ။ဘာမှမထူးခြားဘူး။ဒီကလေးကကျွန်တော်ကဘာသာနှစ်ရက်ဆက်ကြားမှာကြီးပြင်းလာခဲ့တယ်။ဘာသာတရားနဲ့ပတ်သက်ရင်ကျွန်တော်ယူဆလာတော့အတူတူပဲလို့ခံယူထားတယ်။ပြီးရင်ကိုလုံးဝကိုစားဒီလိုပဲသတ်မှတ်ထားတယ်။ဒါပေမဲ့ကျွန်တော်တို့ပြောင်းလဲစေခဲ့တာက1990ခုနှစ်ကိုရောက်လာတယ်1990ခုနှစ်ကျွန်တော်ကိုရန်တက်လာခဲ့တယ်မန္တလေးမရယာကိုတက်လာရင်းနဲ့ကျွန်တော်မရယာမှာကြောင်းတက်ရင်းနဲ့ကြောင်းတက်ရင်းတယောက်ဝိစစ်ပေးခြင်းအဖြစ်မရယာတပည့်တော်စုမှာကျွန်တော်ပါဝင်နေရင်းနဲ့တနန်တစ်ခုမှာကျွန်တော်တက်ပြီးတော့မှကျွန်တော်ပြောင်းလဲခဲ့တယ်ကျွန်တော်ကလူရန်ကလူဆိုးတော့မဟုတ်ဘူးသို့တော်ညာလည်းမိမိစိတ်ထင်တိုင်းအသက်ရှင်ပြီးနေလေးနေသားရှိတဲ့လူတယောက်ဖြစ်ခဲ့ပါတယ်ကျွန်တော်တကယ်ကြီးတခြားထဲမှာလည်းပဲကျွန်တော်ရဲ့နာမည်ပြောင်းကပေါင်ကြီးလို့ခေါ်ကြတယ်ပေါ့ခေါ်ကြတယ်ပေါ့နော်ကျွန်တော်စိတ်ရှိတယ်လို့ကျွန်တော်သက်ရှင်တတ်ကြတဲ့လူတွေဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်1990ခုနှစ်မှာကျွန်တော်ပြောင်းလဲလာခဲ့တဲ့အခါမှာကျွန်တော်ရင်ကလုံနေကြဒလိအချင်းစရိတ်တွေကနေသွေးဖီသွားပြီးတော့မှတကယ်ပြောင်းလဲခြင်းသက်တာနဲ့ကျွန်တော်သက်ရှင်လာခဲ့တယ်1993ခုနှစ်ကိုကျွန်တော်ရောက်တဲ့အခါချိန်ပိုင်းမှုတော်ဆောင်ဖြစ်နေကျွန်တော်ဘုရားအတွက်ပါဝင်နေ1999ခုနှစ်မှာတော့အချိန်ပြည့်မှုတော်ဆောင်ဖြစ်နေကျွန်တော်ဆက်ကတ်တယ်2001ခုနှစ်ကနေလက်ရှိဒီနေ့အချိန်ထိကျွန်တော်ဝန်တွင်ခရစ်ယာန်အသင်းတော်မှာအမှုတော်မြတ်ထဲမှာပါဝင်နေအစီခံနေတာဖြစ်ပါတယ်ဆိုချစ်စော်တော်ညီကောင်မတို့ဒါကကျွန်တော်ဘဝအကြောင်းဖြစ်စဉ်အတူချုပ်လေးကိုကျွန်တော်သိသိခံတာဖြစ်ပါတယ်ဒါဟာကျွန်တော်အကြောင်းဖြစ်ပါတယ်ကျွန်တော်အကြောင်းကအခြားစိတ်ဝင်စားစရာတွေမရှိပေမဲ့ဘုရားသခင်ကကျွန်တော်ပုံမှာပြုတဲ့အရာကအင်မတန်မှစိတ်ဝင်စားစရာကောင်းပါတယ်။ဒါကြောင့်ချစ်စော်တော်ကြီးပေါ်မှာတို့ကိုယ့်ရဲ့အကြောင်းကိုပြောနေခြင်းဟာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုပြောနေတာနဲ့တူတူပါပဲ။ကျွန်တော်ဟာသေတွင်းအချိန်ချင်းကြုံတွေ့ခဲ့တဲ့သူမှန်ပါတယ်။သို့တော်များလည်းဘုရားသခင်ကကျွန်တော်ကိုဒီနေ့ဒီရွေးချယ်ထားပြီးရွေးကောက်ထားပြီးသူ့ရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်ကိုအသုံးပြုနေစေဖြစ်တယ်။ဒါကြောင့်ဒီချစ်စော်တော်ကြီးပေါ်မှာများလည်းပဲကျွန်တော်ချစ်ခင်ရတဲ့သူလေးစားရတဲ့သူတွေယုံကြည်ရတဲ့သူတွေမယုံကြည်ရတဲ့သူတွေရှုပ်ထွေးလွန်းတဲ့ဒီလောကကြီးမှာကျွန်တော်သက်ရှင်တဲ့အခါဘုရားသခင်ကျွန်တော်တို့ပေါ်မှာပြုတဲ့အမှုရာအင်မတန်မှကြီးမားတဲ့ကောင်းမြတ်တဲ့ဆိုရဝန်ခံပြီးအသက်ရှင်သွားလာနိုင်ဖို့ကျွန်တော်ရဲ့တတိခံချက်အနေငယ်လေးအပြင်တိုက်တွန်းပါတယ်။ဒီကိုခန်းကြီးငါခန်းကြီးစခုမှာလူမီဒီကခရစ်တော်၌ရှိလျင်အသက်ပြုပြင်သောတရဝါဖြစ်ဟောင်းသောယာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောယာတို့သည်အသက်ဖြစ်ကြပြီထို့သောဖြစ်သောဘုရားသခင်တကူတော်အပြင်ဖြစ်ကြ၏ရောက်တိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။